သွားရေးလူကွက်ရောက်နေကစီလိုဖွင့်တဲ့ကောင်တွေနော်မြင်တယ်နော်မင်းတို့စီကိုတရက်ရောက်လာအောင်လေထပ်ပြီးရောက်လာအောင်ဖွင့်တဲ့ကောင်တွေကိုထပ်ပြောတာထပ်ပြီးရောက်လာအောင်ငါတို့မပေါ့တယ်နော်ဒီလိုလို့ပြောမတက်ကြီးအကြံပြနေမှာဟုတ်